အားလုံးပဲမင်္ဂလာပါကိုဗီဖန်ကနေပြီးတော့မှကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြပေးချင်တာကတော့အလာမွေးငါးဝါသနာဦးရဲ့ဂျားထဲမှာရေပန်းစားပြီးတော့ထူးခြားဆန်းပြတဲ့ငါးတစ်မျိုးရဲ့အကြောင်းကိုပြောပြချင်တာပဲဖြစ်ပါတယ်ဒီငါးရဲ့နာမည်ကတော့ flower horn ဖြစ်ပြီးတော့သူရဲ့ထူးခြားတဲ့ရုပ်သွင်းနဲ့တကြတဲ့မူရာတွေကြောင့်မလို့ကဘာတစ်ပတ်မှာရေပန်းစားနေတာပဲဖြစ်ပါတယ် flower horn ငါးရဲ့အဓိကသင်္ကေတကတော့သူ့ရဲ့ခေါင်းပေါ်မှာရှိတဲ့ထွက်နေတဲ့အဖူကြီးဒါမှမဟုတ်ရင် KOK ပဲဖြစ်ပါတယ်ဒါပြင်သူတို့ရဲ့ကိုယ်တွေပေါ်မှာတောက်ပါတဲ့အနီရောင်အဝါရောင်ရေပြားတွေနဲ့အတူတရုတ်စာတန်းတွေနဲ့တူတဲ့အမေဆက် flower line တွေပါရှိရပြီးတော့ဒါကံကောင်းခြင်းတွေကိုယူဆောင်လာတယ်လို့လည်းယုံကြည်ကြပါတယ်ဒီ flower horn ရဲ့ထူးခြားချက်နောက်တစ်ခုဆိုရင်လူနဲ့အရန်ကိုရှင်ပါတာပါချားငါးတွေလို့မဟုတ်ဘဲနဲ့ငါးကန်အပြင်ကအမူအရာတွေကိုလည်းလိုက်ကြည့်တတ်တဲ့ပိုင်ရှင်ရဲ့လက်နောက်ကိုလိုက်ပြီးတော့စော့ကစားတဲ့အပြင်ကိုလက်နဲ့ကင်ပြီးတော့စော့ကစားလို့ရတဲ့အထိညံကောင်းပြီးတန်ရွှန်းစင်ကြီးမာတဲ့ငါမျိုးဖြစ်ပါတယ်ဒါပေမဲ့ဒီကောင်တွေကိုမွေးမယ်ဆိုရင်တော့စနစ်တကျဝင်ပြီးဖို့လိုအပ်ပါတယ် flower horn ငါးတွေဆိုရင်နေမီလူရက်တဲ့အကျဉ်စရာရှိတဲ့အတွက်ကြောင့်မလို့ကန်တကန်ထဲမှာတစ်ကောင်နဲ့မွေးတာကောင်းဆုံးပါရေရဲ့ပူချိန်ကို26ဒီဂရီကနေ30ဒီဂရီစင်တီဂရိတ်အတင်မှာပုံမှန်ရှိနေစေဖို့လည်းလိုအပ်ပါတယ်ပြီးရင်အညစ်အကြေးတွေကိုဖယ်ရှားဖို့အတွက်လည်း filter စနစ်တစ်ခုကိုအသုံးပြုပြီးတော့ရေကိုမှန်မှန်လဲလှယ်ပြီးဖို့လည်းလိုအပ်ပါတယ် flower horn တွေဆိုရင်အသားစားငါမျိုးစားဖြစ်တဲ့အတွက်ကြောင့်မလို့ပစွန်စိတ်တွေကျွေးလို့ရတယ်ဒါမှမဟုတ်ရင်ခေါင်းကိုခုံးထွက်လာစေမဲ့အာဟာရပြည့်ဝတဲ့တီးတန့်အစာခြောက်တွေကိုလည်းကျွေးဝင်နိုင်ပါတယ်စနစ်တကျပြည့်စုံစောင့်ရှောက်မယ်ဆိုရင်တင့်အိမ်ရဲ့ငါးကန်ထဲမှာရောင်စုံတောက်ပနေတဲ့အဖော်မွန်ကောင်းဖြစ်စေမဲ့ flower horn ငါးတစ်ကောင်ကရှိနေမှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ရှိပါတယ်ဒီလိုဘူတူတရစရာဗီဒီယိုတွေကိုတင်ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ account လေးကို follow လုပ်သွားကြဖို့တောင်းဆိုပါတယ်ကျွန်တော်ရဲ့ Gobi Van မှာဆိုရင် flower horn ဆိုရင်ဒီလိုမျိုးအကောင့်လေးဒီကောင်လေး3ကောင်ရပါမယ်ဈေးနှုန်းကတော့ကျွန်တော် comment မှာဖော်ပြပေးပါမယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှထပ်ပြီးတော့တွေ့ကြပါမယ်